အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မြတ်သူပါကျွန်တော်ဒီနေ့ညမှာကျတော့ထိုင်းနိုင်ငံအာတီတယောက်ဖြစ်တဲ့ရန်အိုရဲ့တာချိုင်းထာထူပိုင်ဆိုတဲ့တခြင်းကို reaction လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူဘာလို့နားထောင်ကြည့်ကြမယ်တကယ်ကြီးတို့ let's goလို့လာမယ်ဆိုတာဒါတော့ကြည့်ကြမယ်ဒီတစ်ချင်းမှာကျတော့တော်တော်ပိုင်ขึ้นมาเพื่อพลักฉันลงไปเชื่อเรื่องหลอนลงไปในความมืดมนเธอคงจะมองมนแต่ฉันอยากให้เธอได้รู้ฉันรักเธอมากเพียงใดขอบคุณที่เธอนั้นคอยอยู่เป็นกำลังใจว้าวตู้แย่ flow ต่อไม้ที่ไหนนี่ลูกเนาะเป็นยังอ้วนจะนอนตัวมิ้วใจตู้แย่แต่ပြီးရင်သူ့ရဲ့တချင်းစာတာဒီတချင်းမှာကျတော့အချစ်ပဲချမ်းသွားတဲ့တချင်းအေးလေးနဲ့မိုက်ရတယ်ငယ်ချင်းတို့ကျွန်တော်တို့ဆက်ရပါနာတာမယ်နော်ဘလို့နော်တွေဖြုတ်လာမယ်ဆိုတော့ให้เธอได้รู้ฉันรักเธอมากเพียงใดขอบคุณที่เธอนั้นคอยอยู่เป็นกำลังใจไม่ว่าพรุ่งนี้จะเป็นยังไงแต่ฉันยังตามสบายทุกๆเดือนนอนไม่หลับก็เพราะว่าเธอไม่รับโทรศัพท์เกือบเดือนป่านนี้เธออยู่ที่ไหนนะฉันกระวนกระวายเธอมองกลับมาจากฟ้านี้เธอได้ไปคุยกับใครหรือเปล่าเพราะตอนนี้ฉันรู้สึกว่างเปล่าไม่อยากต้องเสียเธอไปฉันคงจะทนไม่ไหวว้าวตู้แย่တချင်းစာတာတကယ်မိုက်ရတယ်ငယ်ချင်းตู้แย่တချင်းစာတာတွေတကယ်တော်တော်မိုက်ကြာချိုင်းတာတူပိုင်ဆိုတဲ့ပုံစံအတန်ပဲเนาะကျွန်တော်ရဲ့ဆက်ရခမရဲ့နောက်ကိုလိုက်သွားမယ်သူ့ရဲ့ကောင်မလေးကိုယ့်ရဲ့ကောင်မလေးနောက်ကျွန်တော်စိတ်သည်ကျွန်တော်ရဲ့ကောင်မလေးနောက်ကိုလိုက်သွားမယ်အဲ့လိုမျိုးပုံစံတကယ်ချင်းမိုက်တယ်တချင်းအေးလေးနဲ့သွားတယ်တကယ်ချင်းကျွန်တော်တို့ဆက်ရပါနာတော့ဒီလောက်လဲဆက်ပဲไม่อยากต้องเสียเธอไปฉันคงจะทนไม่ไหวได้โปรดเห็นใจฉันบ้างเถอะแย่จังทำไมมันคล้ายกันเธอทำร้ายตรงใจเธอดึงมือฉันขึ้นมาเพื่อพลักฉันลงไปฉันร่วงหล่นลงไปในความมืดมนเธอคงจะมองมนแต่ฉันอยากให้เธอได้รู้ฉันรักเธอมากเพียงใดขอบคุณที่เธอนั้นคอยอยู่เป็นกำลังใจไม่ว่าพรุ่งนี้จะเป็นยังไงแต่ฉันยังตามเธอไปทุกๆวันแค่เพียงต้องการให้เธอได้อยู่ตรงนี้นานๆฉันเข้าใจดีเมื่อมีความรักก็ต้องมีทรมาน I need you now but I need you now I really need you right now แย่จังทำไมมันคล้ายโดนเธอทำร้ายตรงใจเธอดึงมือฉันขึ้นมาเพื่อพลักฉันลงไปฉันတကယ်ကြီးတော့အဲ့ဒီတစ်ချက်မှလေသူ့ရဲ့ flow ကလေ
သူ့ရဲ့ dealer တွေကသူနည်းနည်းလေး short လိုက်ပြီးတော့လေသူ့ရဲ့အတန်သူလောက်တာကျွန်တော်တော်တော်ကြိုက်တယ်အဲ့ဒီနေရာမှာလေရန်ဟိုကကျတော့အဲ့လိုမျိုးတန်ကစားတာကျွန်တော်တော်တော်ကြိုက်တယ်မိုက်တယ်တကယ်ချင်းနားတော့ကြည့်တကယ်မိုက်တယ်ဒီတချင်းတဲ့သူ့တန်သူစကားတာ10ပဲတကယ်ချင်းတော့နော်ကျွန်တော်တို့10လို့တော့နားတော့ကြည့်မယ် ถ้าทำร้ายตรงใจ ใช่ล่ะเอ้ย เธอดึงมือฉันขึ้นมาเพื่อพาฉันลงไป เอ้ย ลงไปฉันร่วงหล่นลงไปในความมืดมนเธอคงจะมองบนแต่ฉันอยากให้เธอได้รู้ฉันรักเธอมากเพียงใดขอบคุณที่เธอนั้นคอยอยู่เป็นกำลังใจ เอ้ย ไม่ว่าพรุ่งนี้จะเป็นยังไงให้ฉันเดินตามเธอไปทุกๆวัน I need you now I need you right now Oh yeah I need you right now I need you now I need you right now I really need you right now I need you right now ဘာတကယ်ချင်းတော့ဒီတချင်းမှာကျကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့အချင်းတချင်းတစ်ပုတ်ပေါ့သူကကျတော့သူ့ကောင်မလေးဒီမှာပဲပေးနေစီချင်းတယ်အဲ့လိုမျိုးသူကကောင်မလေးကသူ့ကိုအားတွေပေးတယ်ပေါ့ sporting ပေးတဲ့ပုံစံအဲ့လိုမျိုးပုံစံသူဆိုထားတဲ့တချင်းတစ်ပုတ်တကယ် fan တယ်တကယ်ချင်းတော့သွားနာတော့ဒီအေးလေးနဲ့မိုက်တယ်နော်အေးလေးနဲ့မိုက်တယ်သူ့ရဲ့အတန်သူကစားတာကျွန်တော်တော်တော်ကြိုက်တာကျွန်တော်ရဲ့ music video တွေအစဉ်လေးတွေကို channel တဲ့ဘက်က subscribe လေးနှိပ်သွားပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော်နာမည်မြတ်သူပါ